Okay ဆိုတော့ဒီ engineering major သွားမဲ့သူတွေအနေနဲ့ IGCSE မှာဘာသာတွေယူရမလဲဆိုတော့CIE ပဲဖြစ်ဖြစ် EDSA ပဲဖြစ်ဖြစ်physics ယူရမယ်ပေါ့နော်physics ပြီးသွားလို့ရှိရင် CIE မှာဆိုရင် additional maths လို့ခေါ်ရပါတော့EDSA မှာတော့ further pure maths လို့ခေါ်ရပါတော့ဒီသင်္ချာဘာသာယူရမယ်ပေါ့နော်ပြီးရိုးရိုး maths ကတော့ယူမှရမယ်ပေါ့နော်ဒါကတော့ engineering major သွားမှမဟုတ်ဘူးဘယ် major ပဲသွားဒီ college university တွေကတောင်းတဲ့ requirement အနေနဲ့ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ကိုကတကယ်လို့ဒီ engineering major ကိုဒီ ရိုး college university မှာရှောက်မယ်ဆိုရင်တော့ဒီ ESL နဲ့ရတယ်ပေါ့နော်ICA ပဲဖြစ်ဖြစ် EDSA ပဲဖြစ်ဖြစ် IGC မှာဒါပေမဲ့ကိုက poly က engineering နဲ့ဆိုင်တဲ့ poly ကျောင်းမှာ engineering ဆိုင်တဲ့ major တစ်ခုသွားမယ်ဆိုတော့EFL မှာရမှာပေါ့နော်ဆိုတော့ဒီနေရာမှာတော်တော်များများကဒီ engineering major ဘက်သွားတဲ့လူတွေကဒီ physics နဲ့ဒီခုနပြောတဲ့ AMS တို့ further maths တို့ယူကြပါမယ်ဒီတစ်ပါးစားကိုသိမယူကြဘူးပေါ့နော်ဆိုတော့အဲ့ဒါကဘာလဲဆိုတော့ chemistry ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ chemistry ပါယူဖို့ recommend ပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ chemistry မှာကဒီ material တွေနဲ့ပတ်သက်ပြီးလဲသင်ရတယ်ပေါ့နော်ပြီးဒီအဓိက chemical engineering ဘက်သွားခြင်းနဲ့သူတွေအနေနဲ့လည်းဒါကိုယူသင့်တယ်ပေါ့နော်ဒါပေမဲ့ကိုက chemical engineering မသွားဘူးဆိုရင် chemistry ယူသင့်လားဆိုရင်တကယ်လို့ဘာသာအရင်များနေရလူဆိုတော့ဟိုမယူရင်လည်းရတယ်ပေါ့နော်ဒါပေမဲ့ဘာသာအဲ့လောက်မများဘူး၅ဘာသာ6ဘာသာလောက်ပဲရှိရဲဆိုရင်တော့ဒီ physics ရဲ့ခုနပြောတဲ့ AMS or further pure maths ရဲ့ဒီ chemistry ကိုယူစေချင်ပါတယ်ဒီ engineering major သွားမဲ့သူတွေအနေနဲ့ဒီ၃ခုဆိုလို့ရှိရင်ဒါ engineering major တွေကဘယ် specific major ကိုပဲတော့ fundamentals တွေသိထားသွားမှာပေါ့နော်သိထားရတဲ့အတွက်ကြောင့်မလို့ဒီကိုက college university ကအရင်ခက်မတွေ့တော့ဘူးပေါ့နော်တကယ်လို့ဒါကတော့အပို advice ပေါ့နော်တကယ်လို့တဘာသာလိုနေလို့တဘာသာလိုနေဆိုတော့၅ဘာသာမပြည့်၅ဘာသာမဟုတ်ဘဲနဲ့6ဘာသာလိုချင်လို့အချို့ယူချင်လို့တဘာသာဘာယူရမလဲဆိုတော့ ICT ကိုယူစေချင်ပါတယ်ဘာလို့ယူရမလဲဆိုတာလည်းပတ်သက်ပြီးလဲကျွန်တော်ဗီဒီယိုလေးတည်တံ့တင်ထားပေးပါတယ်ပေါ့နော်တကယ်လို့သိချင်တယ်ဆိုလည်းအဲ့ဒါကိုတော့ကြည့်လို့ရပါတယ်ဒါမဲ့ဒီ engineering major ဆိုရင်တော့ဒီ chemistry ရယ် physics ရယ်ဒီ further pure maths or additional maths ကိုယူစေချင်ပါတယ်ဒါလေးယူဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော် opinion ရ recommend လုပ်တာကတော့